ကိုပြုခံထိုင်ကိုလက်များမြောက်ပြီးကိုယ်ွယ်လက်ရှင်ကမှာတော်မြတ်ကိုဘုံကြီးချင်းကိုပြုလက်များမြောက်လက်ချီးပွားလက်များမြောက်ပြီးကိုယ်ွယ်လက်ရှင်ကမှာတော်မြတ်ကိုကြည်ပြတ်သူတော်ဖခင်ကိုကျွန်တော်လက်လေးတော့မြောက်ပြီးတော့မှမချီးမွမ်းနိုင်ဘူးဆိုရင်မဖြစ်မဟုတ်သေးဘူးနော်အချွေးနဲ့မချီးမွမ်းနေသေးတယ်ဆိုရင်မဟုတ်သေးဘူးတချင်းလေးနဲ့တော့ကျွန်တော်တို့လက်မြောက်ပြီးတော့ချီးမွမ်းတယ်လို့ကြွေးကြော်ပေမဲ့လက်တွေ့မှာလက်မမြောက်သေးတဲ့သူတွေရှိပါသေးတယ်ကျိုးရှင်ကိုကျွန်တော်တို့ဒီနေရာမှာမှရှက်တဲ့ဆိုရင်တခြားနေရာမှာအေဝိတေလီဟောပြောတဲ့နေရာမှာရှက်နေအောင်မှဖြစ်တယ်ကျိုးဖခင်ရှင်ကိုချီးမွမ်းတဲ့နေရာမှာမရှက်မကြောက်ဘဲနဲ့ကျွန်တော်တို့ဖခင်ကိုချီးမွမ်းရအောင်ဘုံကြီးချင်းကိုပြုခြင်းလက်ချီးမွမ်းရဘုံကြီးချင်းကိုပြု
ပွားပါကိုရေကောင်းမြတ်ခြင်းတွေချီးမွမ်းပါယနေ့ဒီနောက်ကျွန်တော်တို့နဲ့အတူပါရှိကောင်းချီးပေးတဲ့အတွက်ကြောင့်ကိုရေနာမတော်ကိုချီးမွမ်းပါဒီနေ့ကိုတို့ချီးမွမ်းခြင်းအလဲမှာအတူပါရှိကောင်းချီးပေးတယ်ကျွန်တော်တို့ရဲ့မနုဿမျက်လုံးနဲ့မမြင်ရပေမဲ့ကိုရောဟာဒီနေ့ငါနာမကိုအမိပြု၍ကိုးကွယ်ရာအရာခတ်သိမ်းမှာငါကိုယ်တိုင်ထွက်၍ကောင်းချီးပေးမယ်လို့ကတိပေးတဲ့ဖခင်သည်ဒီနေ့ကိုရောကိုချီးမွမ်းကြတယ်ကိုရောကိုဂုဏ်ပြုကြတယ်ချီးမွမ်းခြင်းဂုဏ်ပြုခြင်း